မင်္ဂလာပါရှင် မင်္ဂလာပါ ဆရာရှင်ဂျွန်လာမှာဖွင့်မဲ့စီးပွားစီမံပညာဒါနသင်တန်းအပတ်စဉ်လေးအကြောင်းလေးပြောပြပေးပါအောင်ရှင် ပုံမှန်သင်တန်းကြီး2သိန်းတန်ကြီးရှိတဲ့ Business Management Certificate သင်တန်းကိုအခုသင်တန်းကြီးအခမဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ် Certificate ကြီး15000ကျပ်ထင်နဲ့သင်ကြားခွင့်ရမှာဖြစ်ပါတယ်ပညာဒါနသင်ကြားပေးရတဲ့ရည်ရွယ်ချက်ကတော့လူတိုင်းလက်လန်းမိနိုင်စေဖို့နဲ့စီးပွားစီမံပညာရပ်ကိုစိတ်ဝင်စားတဲ့လူတိုင်းတက်နိုင်စေဖို့ဖြစ်ပါတယ်ဆရာရှင်ယခုစီးပွားစီမံပညာဒါနသင်တန်းအပတ်စဉ်လေးကိုဘယ်သူတွေတက်တင်ပါတယ်လဲရှင်တက်ရောက်တင်တာတွေကတော့လုပ်ငန်းခွင်မှာမိမိရဲ့အရေးချင်းတိုးတက်လိုတဲ့လူတွေမိမိရဲ့လုပ်ငန်းကိုပုံမှုအဆင့်မြင့်တင်လုပ်ကိုင်လိုတဲ့လူတွေစီးပွားစီမံခန့်ခွဲမှုပညာရပ်ကိုလုံးဝမသိသေးတဲ့လူတွေလုပ်ငန်းခွင်စတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့လူတွေတက်ရောက်တင်ပါတယ်ဆရာရှင်ယခုစီးပွားစီမံပညာဒါနသင်တန်းအပတ်စဉ်လေးမှာဘာတွေသင်ကြားပေးသွားမှာပါလဲရှင်သင်ကြားပေးသွားမှာတွေကတော့ marketing concepts leadership strategic management operations management နဲ့ HR management ဘာသာရပ်တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်ဆရာရှင်သင်တန်းကာလလေးတည်ပြရစီရှင်သင်တန်းကာလကတော့2လဖြစ်ပါတယ်ဆရာရှင်ယခုစီဝါစီမံပညာရဏသင်တန်းအပတ်စဉ်လေးရဲ့သင်တန်းကြီးလေးတည်ပြရစီရှင်သင်တန်းကြီးကတော့အခမဲ့ဖြစ်ပြီးတော့ certificate ကြီး15000ကျပ်တင်နဲ့သင်ကြားခွင့်ရမှာဖြစ်ပါတယ်ဆရာရှင်ယခုစီဝါစီမံပညာရဏသင်တန်းအပတ်စဉ်လေးမှာဘလို့သင်ကြားပေးသွားမှာလဲတည်ပြရစီရှင်သင်ကြားပေးသွားမှာတွေကတော့ online သင်တန်းဖြစ်ပြီးတော့ record video များနဲ့အပတ်စဉ်2ရက်လေ့လာရမှာဖြစ်ပါတယ် Zoom နဲ့ကတော့ face to face 2ကြိမ်ဆရာနဲ့တွေ့ရမှာပဲဖြစ်ပါတယ်ဆရာရှင်ယခုစီဝါစီမံပညာရဏသင်တန်းအပတ်စဉ်လေးအတွက်ဆရာအနေနဲ့ဗာရင်းဉာဏ်ဖြည့်ဆွတ်ပြောလိုပါတယ်ရှင်ဖြည့်ဆွတ်ပြောကြားလိုတာကတော့ယခုသင်တန်းကိုလူကြီးအကန့်အသတ်နဲ့သင်ကြားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့သင်ကြားလိုရဆိုလို့ရှိရင်အမြန်ဆုံးစီရင်ပေးသွင်းထားမှာစိတ်ချရမှာပဲဖြစ်ပါတယ်နောက်ထပ်ဖြည့်ဆွတ်ပြောကြားလိုတာကတော့ certificate ကြီး15000ကျပ်မှာအပါအခြားအခကြီးတွေထပ်မံကောက်ခံခြင်းလုံးဝမရှိပါဘူး။ဒါကြောင့်အားလုံးကိုတက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါစီဆရာရှင်ယခုလိုပညာရဏသင်တန်းလေးဖွင့်လှစ်သင်ကြားပေးတဲ့အတွက်ဆရာကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်